မအိတ်ခင်မှာဟေချင်းနဲ့အကြောင်းတွေတွေးပြီးကြည်နူးခဲ့ရပေမဲ့အဲ့ဒီညမှာပဲဒူစစ်ဟာအိမ်မက်ဆိုးတွေမှတ်ပြီးဆေးတွေတောက်နေခဲ့ရပါတယ်။နောက်တစ်နေ့မှာတော့ဟေချင်းကရှာရှာပပအဆိုတော်ဟောင်းကြီးရဲ့ကော်ဖီဆိုင်မှာကော်ဖီလာဝယ်ပါတယ်။ကော်ဖီကြိုက်တဲ့သူတဦးဖြစ်ပေမဲ့အဆိုတော်ဟောင်းကြီးရဲ့လက်ရာကအရန်ကိုစုပ်ပြက်လွန်းတာမို့သူမကလာခဲ့ပါတယ်။ဒီနေ့လာရတဲ့အကြောင်းရင်းကလည်းဒူစစ်ကသူမကိုဆိုင်ကိုနောက်တစ်ခါထပ်ပြီးလာအားပေးကြည့်ဖို့ဖိတ်ခေါ်လိုက်လို့ပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီရက်တွေအတွင်းမှာဒူစစ်စီကနေကော်ဖီဖြော်နီတင်ထားတဲ့ထူးအိမ်တင်ရဲ့ဆရာကသူ့ရဲ့အကောင်းဆုံးလက်ရာကိုချပြလိုက်တဲ့အခါမှာတော့ဟေချင်းကသဘောကျသွားခဲ့ပါတယ်။တနေ့တည်းမှာပဲဟွာချောင်းနဲ့ဒူစစ်တို့ကမြို့ထဲကလမ်းထိပ်တွေမှာအမီမသိသူတွေကအမိုက်တွေလာပုံသွားတာမို့လို့အဲ့ဒီနေရာကို CCTV တက်ပေးဖို့သူမရဲ့ခင်မွန်းအောင်ဖြစ်သူမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကိုအကြောင်းကြားပေမဲ့သူတို့ကမျက်ကွယ်ပြုတ်နေကြတာမို့လို့ပြောလို့မရတဲ့အစုံမှာတော့အဲ့ဒီအမိုက်တွေကိုရုံးထဲထိယူလာပြီးသူတို့တွေကိုပေးလိုက်တဲ့အခါမှာသူတို့ကချက်ချင်းပဲတက်ပေးမယ်လို့ဆိုလိုက်ပါတော့တယ်။တစ်ဖက်မှာလည်းဟေချင်းတို့စေကန်းကိုရဲရရှိလူကျော်လေးကစေကန်းပြဖို့လာတဲ့အခါမှာသူမတငယ်ချင်းမီယွန်းကရဲရရှိလေးကိုသဘောကျနေတာကိုရိပ်မိပြီးဟေချင်းကရှောင်ပေးပါတယ်။သူတို့နှစ်ယောက်ကသွားတွေကိုစစ်ဆေးနေချိန်မှာပဲစကားတွေပြောနေကြပြီးရဲရရှိလေးကပါဇက်ဟထားလို့ဘလုံးမထွေးဖြစ်နေတဲ့စကလုံးတိုင်းကိုမီယွန်းကနားလည်နေပါတယ်။တစ်ဖက်မှာလည်းဒူစစ်ကအဖွားကယ်ရီနဲ့သမင်းတူသွားစားနေရင်အဖွားသွားနာနေတာကိုတတိထားမိသွားတဲ့အခါမှာတော့အဖွားကိုချီပြီးဟေချင်းတို့ရဲ့သွားစိတ်ကန်းကိုခေါ်လာပါတယ်။စစ်ဆေးပြီးရဲ့နောက်မှာတော့အဖွားကယ်ရီကိုသွားအစားထိုးကူးသားဖို့ဟေချင်းကအကြံပေးပေမဲ့အဖွားကတော့ပတ်စံကုန်မာကိုစိုးရိမ်ပြီးသူ့သွားတွေကိုနှုတ်ပဲနှုတ်ခိုင်းနေပါတယ်။ဟေချင်းကစိတ်ရှိရှိနဲ့အခြေအနေကိုရှင်းပြနေပေမဲ့လည်းအဖွားကတော့ဇက်တိုက်ကိုညင်းနေပါတယ်။ဟေချင်းကတော့အဖွားပတ်စံအကြောင်းစိတ်ပူနေတာကိုတတိထားမိပြီးပတ်စံကုန်နေဆိုပေမဲ့သွားကလူတစ်ယောက်မှအရေးကြီးဆုံးအစိပ်ပိုင်းဖြစ်ကြောင်းဒီအရာကိုကုသပြီးသွားရင်သူမစားကျင်တာတွေအများကြီးစားနိုင်ကြောင်းတိတိကျကျရှင်းပြပေမဲ့အဖွားကတော့သူဟာပတ်စံကိစ္စကိုလုံးဝစိတ်မပူပဲသူ့မှာလက်စာကောင်းကောင်းနဲ့စိုးမျိုးပေါ်မှာအလုံးလုံးနေတဲ့သားရှိပြီးသူ့ရဲ့မြီးမလေးဆိုရင် USA မှာကြောင်းတက်နေတယ်ဆိုပြီးတော့ကိုကြွားလိုက်ပါသေးတယ်ဘယ်လိုမျိုးပဲရှင်းပြအရန်ကောင်းမှနေတဲ့အဖွားကယ်ရီကိုဟေချင်းကစိတ်တူလာပြီးသူမကိုစုလိုက်ပါတော့တယ်အဖွားကလည်းဒေါသထွက်ခါပြန်ထွက်သွားပြီးဒူစစ်နဲ့ဟေချင်းတို့စကားများကြပါတော့တယ်ဒူစစ်ကဟေချင်းကိုသူမကိုဈေးလျှော့ပေးရလို့ပြောပြီးကျန်တဲ့ပတ်စံကိုဒူစစ်ကိုယ်တိုင်ပေးမယ်လို့ပြောပေမဲ့ဟေချင်းကတော့လက်မခံပါဘူးဒီလိုလုံးရမျိုးကဆရာဝန်တယောက်တော့လုံးဝမသိတော့တာဖြစ်ပြီးအဖွားကယ်ရီကသာဈေးလျှော့ပေးတယ်ဆိုပြီးတခြားတငယ်ချင်းတွေကိုသာပြောပြလိုက်ရင်သူ့ရဲ့စေကန်းလေးဟာအမြဲတမ်းဈေးလျှော့နေရပြီးအချိန်နဲ့မကောင်းလာနိုင်ဘူးဆိုပြီးသူမကငင်းဆန်ပါတယ်ပြီးတော့ဒူစစ်ကိုလည်းအဖွားကယ်ရီဟာသူနဲ့သွေးမတော်သားမဆက်ပဲဘာလို့ဒီလိုအပိုတွေလုပ်ပြီးကူညီပေးနေရလဲဆိုပြီးပြောလိုက်ပါတယ်ဒူစစ်ကလည်းလုံးဝလက်မလျှော့ပဲအဖွားကယ်ရီစီကိုပြန်သွားကကြံတဲ့ပတ်စံကိုသူပေးပါမယ်အဖွားကိုသွားဆိုင်လိုက်ပါလို့ပြောတဲ့အခါမှာအဖွားကစိတ်ဆိုးပြီးဒူစစ်ကိုရေနဲ့ပတ်လွတ်ပါတယ်အဲ့ဒီညမှာပဲဒူစစ်ကဟေချင်းကိုကန်းချီကိုခေါ်တွေ့ပါတယ်ဒူစစ်ကအဖွားကယ်ရီကသူ့ရဲ့ဘဝတစ်လျှောက်လုံးကင်းမုံဖန်းကင်းမုံကိုင်းကင်းမွန်အချောက်လန်းတာနဲ့ပဲအချိန်ကုန်နေခဲ့ရပေမဲ့သူမရဲ့အကြိုက်ဆုံးအစားအစာဟာကင်းမွန်6ပဲဖြစ်ပါတယ်။ဒါပေမဲ့သူမရဲ့သွားနာတဲ့ပြဿနာကြောင့်သူမအကြိုက်ဆုံးအစားအစာဖြစ်တဲ့ကင်းမွန်6ကိုတော့မစားနိုင်တော့ဘူးဆိုပြီးဟေချင်းကိုပြောပြပါတယ်။အဲ့ဒီနောက်မှာတော့ဟေချင်းကိုသူ့ရဲ့ပတ်စံကိုလက်ခံပြီးအဖွားကိုတော့ဈေးလျှော့ရဲဆိုပြီးလိန်ပေးဖို့ပြောပေမဲ့ဟေချင်းကလက်မခံပါဘူး။ဟေချင်းကလည်းမိဘတွေဟာသူတို့သားသမီးတွေကိုတကယ်ချစ်တယ်ဆိုရင်သူတို့စီကစေးကူးဖို့ပတ်စံတောင်းရမှာကိုအားနာနေရမှာမဟုတ်ပဲသူတို့တွေအတွက်ကြမ်းကြမ်းမာမာနဲ့အသက်ရှည်ရှည်နေပေးရမှာဆိုပြီးပြန်ပြောပြပါတယ်။တကယ်တော့ဟေချင်းဟာတကူကောင်းဆန္ဒမဟုတ်ပဲငငယ်လေးကလေးကမိခင်ဆုံးမသွားသူမို့လို့မိဘတွေဟာသူတို့သားသမီးတွေကိုတကယ်ချစ်တယ်ဆိုရင်ကိုကျမ်းမာရေးကိုရှေ့တန်းတင်ပြီးသားသမီးတွေအတွက်အသက်ရှည်ရှည်နဲ့နေပေးရမယ်ဆိုပြီးယုံကြည်ထားတာပဲဖြစ်ပါတယ်။အဲ့ဒီလိုပြောလိုက်တဲ့အခါမှာပဲဒူစစ်ဟာဟေချင်းရဲ့ရှူထောင့်ကိုနားလည်သွားပါတယ်။ဒါပေမဲ့လည်းဒူစစ်ဟာလက်မလျှော့သေးပဲအဖွားကယ်ရီရဲ့သားဖြစ်သူကိုဖုန်းခေါ်ပြီးအဖွားမှသွားပြဿနာဖြစ်နေကြောင်းဖုန်းဆက်ပြောပြလိုက်ပါတယ်။နောက်နေ့မှာပဲအဖွားကယ်ရီရဲ့သားဖြစ်သူကအဖွားကိုဖုန်းခေါ်ပြီးအဖွားကတော့တာเจ้าမာเจ้าမြေးလေးကျမ်းမာเจ้าမေးနေပေမဲ့သားဖြစ်သူကတော့ USA ကသူ့မြီးမလေးကိုပတ်စံပို့ပေးရမှာမို့လို့သူ့မှာပတ်စံမရှိသေးကြောင်းသူ့အမေကိုပြောလိုက်တဲ့အခါမှာတော့အဖွားကယ်ရီရဲ့ရင်ထဲမှာအမီတက်လို့မရတဲ့ခန်းစားချက်ကြီးကကြီးစိုးသွားခဲ့ရပါတယ်။ညနေရောက်တော့ဟေချင်းကအဖွားကယ်ရီစီကိုလာလဲပြီးသူတို့နှစ်ယောက်ကနေလေစာတူတူစားလိုက်ကြပါတယ်။ဟေချင်းကအဖွားကယ်ရီကိုနာကျင်မှုဆိုတာကလူနာစီမာသာရှိနေပြီးသူတို့ရဲ့သားသမီးတွေကတောင်အဲ့ဒီနာကျင်မှုကိုမသိနိုင်ဘူးဆိုပြီးပြောလိုက်ပါတယ်ပြီးတော့အဖွားကယ်ရီကိုသူမက discount ပေးပြီးအကောင်းဆုံးကုသပေးမှဖြစ်လို့မနှက်ပြန်ကြရင်စေကန်းကိုသာကြွားခဲ့ပါဆိုပြီးသူတို့နှစ်ယောက်ကအဆင်ပြေပြေပဲစကားတွေပြောလိုက်ကြပါတော့တယ်
နောက်နေ့မနက်မှာပဲအဖွားကယ်ရီကသွားစေးကန်းကိုရောက်လာပြီးဒီစကောင်လေးလုံးဝမယူပဲကြက်တဲ့ငွေကိုသူမမှရှိတဲ့ပတ်စံနဲ့အပြည့်ပေးကသွားကိုကူးသားလိုက်ပါတော့တယ်။မြို့နယ်အုပ်ချုပ်ရေးမှူးကြီးကလည်းသူမိမဟောင်တောင်းဆိုထားတဲ့အတိုင်း CCTV တွေကိုလမ်းထိပ်မှာတက်ပေးလိုက်ပါပြီ။ဒီတဲ့သတင်းကြောင့်ဒုစစ်ကပြောနေတော့မှပဲအဖွားကယ်ရီစီကနေသူသွားကူးလိုက်ပြီးဖြစ်ကြောင်းဖုံးရလို့ဒုစစ်ဟာစံပြက်ဝယ်ပြီးအဖွားစီကိုသွားခဲ့ပါတယ်။အဲ့ဒီတော့မှအဖွားဟာဟေချင်းကအပေါ်ရံမှာခတ်ထန်မှာကြောချင်အောင်စောင်းနေပေမဲ့အတွင်းစိတ်ထဲမှာတော့တကယ်ကိုဖြူစင်တဲ့မိန်းကလေးတဦးဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အဲ့ဒီညမှာပဲဟေချင်းတို့အိမ်ကမီးမလာတော့တာကြောင့်မို့လို့ဆွဲစုံရကြော်ကြီးဆိုတဲ့အတိုင်းဒုစစ်ကိုခေါ်ပြီးမီးဆန်းခိုင်းပါတယ်။အဲ့ဒီနောက်မှာတော့ပါဝါကုမ္ပဏီကိုဖုံးဆက်လိုက်ပြီးခဏနေရင်မီးလာမှဖြစ်တဲ့အတွက်ကြောင့်ခဏစောင့်ပေးဖို့ပြောတဲ့အခါမှာတော့အမောင်ကြောက်တဲ့ဟေချင်းအတွက်ဒုစစ်ကအိမ်ထဲမှာတူတူစောင့်ပေးခဲ့ပါတယ်။အိမ်ထဲမှာစောင့်ပေးနေရင်းနဲ့ပဲလောင်ဝင်ထဲမှာပတ်ပြေးနေတဲ့ဖြူးကောင်လေးကိုတွေ့တဲ့အခါမှာတော့ဟေချင်းကဒီလိုအကောင်လေးတွေမွေးတတ်တာလားလို့မေးပါတယ်။ဒါပေမဲ့ဟေချင်းကတော့ဒါကသူမမွေးထားတဲ့အကောင်လေးမဟုတ်ဘဲနဲ့စပင်ရွှေရောင်တဲ့ကောင်မလေးဖြစ်တဲ့ဘိုရာနဲ့စားတောက်ဆိုင်ပန်ရှင်ရဲ့သားဖြစ်သူတို့ကခဏမွေးခိုင်းထားတာဖြစ်ပြီးစောင့်မေးဝဲပြီးလို့အမတ်ပြရတဲ့အခါမိဘတွေကိုခွင်တောင်းပြီးဖြူးကောင်လေးကိုပြန်ယူသွားမှဖြစ်ကြောင်းပြောပြလာပါတယ်။ဒီစကားကိုကြားတဲ့အခါမှာတော့ဒုစစ်ကဟေချင်းကိုမင်းကအပြူကြီးဖြစ်မဲ့ပုံပေါ်ပေမဲ့ကျန်တာတက်စိတ်ထားလေးတော့ရှိသားပဲဆိုပြီးပြောလိုက်ပါတော့တယ်။အဲ့ဒီနောက်မှာပဲမီးလာလို့ဒုစစ်ကအိမ်ပြန်လာခဲ့ပါတယ်။ဒါပေမဲ့ဟေချင်းမသိလိုက်တာကဒုစစ်ကဟေချင်းရဲ့ပျောက်နေတဲ့ဖနက်တစ်ဖက်ကိုရှာတွေ့ခဲ့တာဖြစ်ပြီးသူမကိုပျော်သွားအောင် surprise အနေနဲ့သူမရဲ့ဗီဒီယိုထဲမှာဖနက်လေးတရံကိုပြန်ထားခဲ့တာဖြစ်ပါတယ်။သူမအရန်ကြိုက်တဲ့ဖနက်ကလေးကိုပြန်ရှာပေးထားတာကိုမြင်လိုက်ရတဲ့အခါမှာတော့ဟေချင်းရဲ့ရင်ထဲမှာပျော်ရွှင်မှုတွေပီတိတွေနဲ့ပြည့်သွားပြီးပါးပေါ်မှာလည်းပချိုင်ကြီးကအပြုံးကြီးအကြီးကြီးနဲ့သူနေရာယူသွားပါတယ်။နောက်နေ့အိမ်ပြန်လမ်းမှာတော့ဟေချင်းတို့နှစ်ယောက်ကိုနမ်ဆော့ကကျေးရွာကော်မတီအဖွဲ့ဝင်တွေရဲ့စားတောက်ပွဲရှိလို့လာခေါ်ပါတယ်။ဒါကတော့နမ်ဆော့ပါ။သူမကဒီမျိုးမှာပဲခေါက်ဆွဲဆိုင်ဖွင့်သားသူတဦးဖြစ်ပြီးအတင်းတုတ်တက်တဲ့နေရာမှာနှစ်ယောက်မရှိပါဘူး။ပြီးတော့ကောလာဟာလာတစ်ခုမကြားလိုက်နဲ့ဘယ်ဟာစလဲဆိုရင်နမ်ဆော့စီရပါပဲ။အစားကတော့လူတွေများရင်စိတ်ရှုပ်တတ်တဲ့ဟေချင်းကမလိုက်တော့ဘူးညင်းနေပေမဲ့ဒူစလဲလာမယ်ဆိုတာကိုကြားလိုက်ရတဲ့အခါမှာတော့ကောက်ကောက်ပါအောင်ကိုလိုက်လာခဲ့ပါတော့တယ်။စားတောက်ပွဲကိုရောက်တဲ့အခါမှာဟေချင်းကဒူစစ်ရဲ့ဘိန်းနားမှာထိုင်ပါတယ်။လူတွေအကုန်လုံးစုံနေပေမဲ့ရောက်မလာသူနှစ်ဦးကတော့ကွာရှင်းပြက်ဆဲထားတဲ့ဇနီးမောင်နဲ့နှစ်ဦးပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ရောက်မလာသေးခင်မှာပဲနမ်ဆော့ကသူတို့ရဲ့အတင်းကိုတုတ်နေပါတယ်။သူတို့နှစ်ယောက်ကွာရှင်းရတဲ့အကြောင်းရင်းကိုဘယ်သူမှသေချာမသိတာမို့နမ်ဆော့ကကောလာဟာလာတွေရှောက်ဖြန့်နေပါတယ်။ဒါကိုသီးမခံနိုင်တော့တဲ့ဟေချင်းကတွိုင်းနဲ့သွားလာခဲ့ပြီးသူမစိတ်တွေညစ်လာတာကြောင့်မို့အိမ်ကိုမြန်မြန်ပြန်ရအောင်အရက်မူးချင်းဟန်ဆောင်ပြီးစပွဲပေါ်မှာလက်အိတ်လိုက်ပါတော့တယ်။အိတ်ချင်အောင်စောင်းနေပေမဲ့လည်းဘသူမှအိမ်ပြန်ဖို့မပြောတဲ့အခါမှာဟေချင်းကစိတ်ညစ်နေပြီးအဲ့ဒီအချိန်မှာပဲဒူစစ်ကဂီတာတစ်လက်ကိုကင်ကအပေါ်မှာတချင်းတက်ဆိုပါတော့တယ်။ဂီတာတန်လေးနဲ့ဒူစစ်ရဲ့ချုံမြိန်တဲ့အတန်လေးကိုကြားလိုက်ရတဲ့အခါမှာတော့မှောက်အိတ်ချင်အောင်စောင်းနေတဲ့ဟေချင်းကလည်းမျက်လုံးလေးတစ်ဖက်ကိုဖွင့်ပြီးအသာအရာခိုးကြည့်ပါတယ်။စားတော့ပွဲပြီးရဲ့အခါမှာတော့ဒူစစ်ကအရက်မူးနေတဲ့ဆိုတဲ့ဟေချင်းကိုဂုံပိုးပြီးအိမ်ပြန်လိုက်ပို့ပါတယ်။ဒါပေမဲ့လမ်းတစ်ဝက်ရောက်တဲ့အခါမှာပဲဟိုလူတွေမရှိတော့တာမို့ဆင်းလို့ရပြီဆိုပြီးဒူစစ်ကပြောလိုက်တဲ့အခါမှာတော့အိတ်ချင်အောင်စောင်းနေတဲ့ဟေချင်းကရှက်ရှက်နဲ့ပဲသူ့ရဲ့ပေါ်ကဆင်းလိုက်ရပါတော့တယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့ဟေချင်းကဒူစစ်ဆိုခဲ့တဲ့တချင်းလေးကိုပြန်ဖွင့်ရင်းသူစိုးနေတဲ့ပုံရိပ်ကလေးကိုပြန်လည်မြင်အောင်မိပြီးသူ့အကြောင်းတွေကိုတွေးနေမိပါတယ်။ဒူစစ်ကလည်းငွေအောင်စန်တာလာကြီးထိန်ထိန်သားနေပြီးကျယ်ရီစုံနေတဲ့ကောင်းငယ်အောက်မှာသူ့ရဲ့သင်္ဘောအပြက်ကလေးကိုပြင်းနေရင်ဟေချင်းရဲ့အကြောင်းတွေကိုတွေးနေမိပါတယ်။